ဒီကမလေး3ယောက်ကိုစုံမရီလို့တရားလုံးကဆွဆွဲပြီးအရှင်လက်လက်မီးရှို့တက်လိုက်ပါတယ်အကုန်လုံးကတေးပြီးစုံမရီအဖြစ်နေရပါတယ်သူတို့လိုပဲအရှင်လက်လက်မီးရှို့တက်ခတ်ရတဲ့ဒီကမလေးကိုလည်းသူတို့စီမှာရှိတဲ့အစွမ်းတွေနဲ့အသက်ပြန်ရှင်လာအောင်ကယ်လိုက်ပါတယ်မိန်းကလေးတွေကသူတို့ကိုတက်တာရွာတွေကချမ်းသာတဲ့ရာတော်ဆိုတဲ့မိသားစုလို့ပြောပါတယ်အဲ့မိသားစုကသူတို့လိုချင်တာကိုမပေးရင်စုံကက်ဝေမလို့ဆွဆွဲသည့်အရှင်လက်လက်မီးရှို့တက်တယ်လို့ပြောပါတယ်မိန်းကလေးတွေကသူတို့ကိုဆိုရွာသားတွေကခဲတွေနဲ့ကောက်ပေါက်ပြီးအရှင်လက်လက်ချီပြီးညောင်ပင်အောက်မှာမီးရှို့တက်ခဲ့ကြတယ်ပြီးတော့ဂါထာတွေရွတ်ပြီးညောင်ပင်အရိပ်အောက်ကနေမထွက်နိုင်အောင်ချီနှောင်ခဲ့ကြတယ်လို့ပြောပါတယ်အပင်အရိပ်အောက်ကနေထွက်တာနဲ့တကူလုံးလောင်ကျွမ်းပြီးနာကျင်ရတယ်လို့ပြောပါတယ်မိန်းကလေးတွေကသူတို့ကိုအဲ့လိုလုပ်ခဲ့တဲ့အဲ့ဒီမိသားစုကိုကလတ်စားချေရမယ်လို့ပြောတော့ကောင်မလေးကပျောက်သွားတဲ့သူ့ညီမလေးကိုပဲတွေးအောင်ရှာခြင်းလို့ထွက်သွားပါတယ်အဲ့ချိန်ဆုံးမဖြစ်တဲ့မိန်းကလေးတယောက်ကနင့်ညီမလေးပြန်မရှိလဲဆိုတာသိတယ်လို့ပြောတော့ကောင်မလေးကအပြေးပြန်လာပြီးသူ့ညီမလေးရှိတဲ့နေရာပြောဖို့ငိုယိုပြီးပြောနေပါတယ်ဆုံးမမိန်းကလေးကလည်းအပင်အောက်ကိုလက်ညှိုးထိုးပြပါတယ်ကောင်မလေးကအသက်မဲ့နေတဲ့သူ့ညီမလေးရဲ့အလောင်းကိုအပင်အောက်မှာတွေ့လိုက်ရပါတယ်တေပြီးဆုံးမထစ်တဲ့မိန်းကလေးကလည်းသူတို့ကိုတတ်တဲ့ယာတော်မိသားစုကသူတို့ရှေ့မှာရှိတဲ့တားကောင်တိုင်းကိုလိုချင်တာမလုပ်ပေးရင်အသေးသက်ပြစ်တာလို့ပြောပါတယ်။ကောင်မလေးကအသက်မဲ့နေတဲ့သူ့ညီမလေးကိုကြည့်ပြီးဝမ်းနေချီကွဲစွာငိုယိုပြီးညီမလေးအသက်ရှိအောင်မလားဆိုပြီးအော်ခေါ်နေပါတယ်။ဆုံးမမိန်းကလေးကလည်းယာတော်မိသားစုကနင်ကိုတက်ပြီးတော့နင့်ညီမလေးကိုလည်းတေအောင်မြစ်ထေကိုပြစ်ချလိုက်တယ်လို့ပြောပါတယ်။ကောင်မလေးကလည်းဒေါသထွက်ပြီးသူ့ညီမလေးကိုတေအောင်လွတ်ခဲ့တဲ့မိသားစုကိုအသေးသက်ပြီးကလတ်စားချေမယ်လို့ပြောပါတယ်။